Hello，大家好啊！这款是红蓝爱心形状的，一红一蓝的热情和怎么说呢？理想感好平衡的这种红色有存在感，蓝色的话就是这几颗蓝色的话就是稳住整体气质，戴上不会舔过头的，很好看的啊！宝石颜色清新又比明显的那种对比明显，爱心。这个的话就是爱心造型，不认夸的啊，日常能戴的。如果你喜欢有遇见，又不由怎么说呢，不由稳的设计的话，这种红蓝爱心真的很耐看的哦，很好看的。它这种的话，现在也不是也到要情人节了嘛，很好看。它这几颗，然后呢，里面的话就是有到一些有都是有内含物的，但是不影响美观的啊。火彩也是挺闪的那一种。然后它这个价格的话就是2000人民币哦，它这样的话就是红蓝多宝哦，2000人民币。如果喜欢的话可以私信的哦，谢谢大家。Hello，阿妹明啦，話先，嗱你喺度，喺些蹦上你我嘢啦，喏，嗱你唔係有做你喺些蹦上你話些，嗱你คู่นอกไปช่วยไว้สักเลยยาวตัวมาบนเนาะนี่ကိုရဲ့ရေစားလေးတို့ကိုရဲ့ချစ်တဲ့သူလေးတွေကိုပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ရှင့်ဒါလေးဆိုလို့ရှိရင်ကိုယ်တိုင်ဝယ်ပြီးမှဆိုလို့ရှိရင်အထည်ခန့်တဲ့ရုပ်ဖိုင်နဲ့လည်းရတယ်ပေါ့နော်။ဒါလေးနဲ့အထည်ခန့်လေးလုပ်ပြီးမှဆိုပေးလို့ရှိရင်လက်ဆောင်ပေးလို့ရှိရင်လည်းအရန်လေးတောင်မို့ရှိရပေါ့နော်။ဒါလေးကကျတော့တေပုံလာလေးပါပြီးတော့ဒါလေးကကျတော့အဓိကဒီနှစ်ခုလေးကိုရောင်းနေတာပေါ့နော်။သူကကျတော့ဒါလေးကကျတော့9သိန်းပေါ့ရှင့်ဒါလေးကကျတော့လက်ဆောင်နည်းနည်းထည့်ပေးရပါဒီနှစ်ခုလေးက9သိန်းလေးပါရှင့်ထည့်လို့ရှိရင်စီမလာခဲ့ပြီပါပြန်ပါ